ကျိတ်နဲ့ရှင်မြန်ကစားကြမယ်ဝေါကတ်စင်းဖိုင်နဲ့ပြင်သစ်နဲ့စပိန်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဝေါကတ်စင်းဖိုင်နဲ့ပြင်သစ်နဲ့စပိန်ပွဲကိုကျွန်တော်အကြိုက်တဲ့ပွဲကောင်းသူရွေးချယ်သုံးသပ်ပါမယ်။ကျွန်တော်ရဲ့ YouTube channel ကို Subscribe လုပ်ခဲ့ပါအောင်။ကျွန်တော်တို့ကကြေးသမားဆိုတော့ကြေးချောင်းလေးရင်စပြောလိုက်အောင်ဒီပွဲမှာပြင်သစ်ကတွေ body ကြေး level 50ရှုံးပေးထားပြီးတော့ကိုပေါင်းကြေးနှလုံးအရှုံးဆိုပြီးဖွင့်ပေးထားတယ်။ဒီဖွင့်ပေးထားတဲ့ကြေးတန်းအရာတော့ဒီပွဲက ZZ11 ဆိုတာကိုရည်ညွှန်းထားတယ်။တရေပွဲတစ်ပွဲဖြစ်ဖို့များတယ်ဆိုရင်ကြေးတန်းတစ်ခုကိုဖွင့်လှစ်ပေးထားတဲ့တိုင်းအနေနဲ့ဒါပေမဲ့ဒီ World Cup မှာကြေးတန်းကြီးပဲသွားပြီးတော့ယုံစားလို့မရဘူးပေါ့နော်။ရှေ့မှာလည်းကြေးတန်းကိုဖောက်ပြီးကန်သွားတဲ့ပွဲတွေမှာအများကြီးပဲဒီပွဲကရောကြေးတိုင်းဆိုရင်အောက်ဆုံးသွားပါမလားကျွန်တော်တို့တစ်ချက်စဉ်းစားရမယ်။ဒီကြေးမျိုးကနည်းနည်းလေးအန်တယ်များတယ်ပေါ့နော်။ဒါကဘူကီအနေနဲ့ fighter ကိုခေါ်ထားတဲ့ကြေးတန်းလို့ကျွန်တော်ကတော့ယူဆတယ်။ fighter အနေနဲ့ကတော့ဒီညကြေးတန်းကိုကြည့်ပြီးတော့အောက်နှစ်ကွက်ထဲကတစ်ကွက်ကိုတော့တေချာပေါက်ယူမှာပေါ့နော်။ဒီအတွက်လည်းဒီကြေးကိုခင်းညစ်ထားတယ်လို့ကျွန်တော်တို့ယူဆတယ်။ဒါတွေကိုကျွန်တော်တို့သိပြီဆိုရင်ကျွန်တော်တို့ဒီပွဲစိတ်ဖြစ်မဲ့အကြိုက်တစ်ကွက်ကိုကျွန်တော်တို့ရှာဖွေရတော့မယ်ကျွန်တော်တို့ကြေးရမဟုတ်ဘဲနဲ့ကျွန်တော်ခြေစွမ်းရင်တစ်ချက်သွားကြည့်အောင်ခြေစွမ်းရင်တစ်ချက်သွားကြည့်ရင်ပြင်သစ်တိုက်စစ်ကတော့ပွဲတိုင်းလိုဂိုးရနေတဲ့အတွက်ပြင်သစ်တိုက်စစ်ဒီညဂိုးတကိုးရဖို့အတွက်အခြေအနေတော်တော်လေးကောင်းနေတယ် 1H2 အော့မှာလည်းပြင်သစ်ဂိုးရမဲ့ကြေးတန်းမျိုးကိုဖွင့်လှစ်ပေးထားတယ်ပြီးတော့စပိန်နောက်တန်းပေါ့နော်အဓိကအနေနဲ့စပိန်နောက်တန်းကပေးကိုမရှိဘူးဆိုပေမဲ့စပိန်နောက်တန်းကိုကျွန်တော်အဲ့လောက်ကြီးအထင်မကြီးဘူးစပိန်ကအသင်းလိုက်ကစားပုံကောင်းလို့လားပေးကိုတွေမပေးရတာစပိန်ရဲ့နောက်တန်းလာပေါ့နဲ့ကူဘာစီမှာလိုအပ်ချက်တွေရှိနေသေးတယ်အထူးသဖြင့်ပါဦးကဘာစီပေါ့ဒီလူငယ်လေးအနေနဲ့ကအတွေ့အကြုံတွေရှိဖို့လိုသေးတယ်သူ့အနေနဲ့လူချန်ပီယံလိစီးဖိုင်နယ်လိုပွဲမျိုးမှာအမှားလုပ်တာတွေဆိုတာရှေ့မှာကျွန်တော်တောက်လျှောက်မြင်မှုပါကြီးဘာစီလိုနာနဲ့သူကအဲ့လိုမျိုးသူက individual ကောင်းတယ်ညံရင်ညံသေးလည်းထက်မြက်တယ်ကြက်ခိုင်မှုလည်းကောင်းတယ်ဆိုပေမဲ့သူ့မှာအတွေ့အကြုံတွေလိုအပ်သေးတယ်အခုတွေ့ရမယ့်ပွဲကဘောကတ်စီးဖိုင်နယ်ပွဲတကယ်ကို great ဆိုတဲ့ player နဲ့တွေ့ရမယ့်အချိန်မှာသူနည်းနည်းတော့ pressure ဝင်ပြီးတည်ငြိမ်မှုနည်းငယ်တော့သူပျောက်ဆုံးနေလိမ့်မယ်ဒီညပွဲမှာဒါကတော့စပိန်ခံစစ်ပိုင်းပေါ့နော်စပိန်ရဲ့တိုက်စစ်ပိုင်းကတော့အားရဖို့ကောင်းတယ်လာမင်းယမားတို့ဟလာအဲလက်ဘိုင်နာတို့တောင်မန်တစုံကတော်တော်လေးအတိုးလှုပ်ကောင်းပြီးတော့ပြင်သစ်နောက်တန်းကိုဒုက္ခပေးနိုင်တယ်ကျွန်တော်ကစပိန်နောက်တန်းကြီးပဲပြောနေတဲ့အတွက်ပြင်သစ်နောက်တန်းမှာလည်းဝီလီယံဆလီဘာကိုယုံပေမဲ့ကျွန်တော်ဥပမီခါနီကိုသိပ်ပြီးတော့သဘောကျတဲ့ player မျိုးမဟုတ်ဘူးဥပမီခါနိုကလည်းတကယ်အရေးအကြောင်းနေဆိုရင်အမှားလုပ်တဲ့ player ပေါ့နော်အဲ့အတွက်ကြောင့်စပိန်ကလည်းတောင်မန်နေကနေတဆင့်ဂိုးတကိုးရသွားနိုင်တယ်ဒီပွဲမှာ PDDS ဈေးကွက်လည်းရှိရတဲ့အတွက်ကျွန်တော်ဒီပွဲကို1-1ကနေစကြည့်မယ်ကျွန်တော်ဒီပွဲကြေးကိုထိုးဖောက်ပြီးတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ဒီပွဲကြေးတန်းရဆိုရင်တော့ကျွန်တော်တို့ဂိုးအောက်ကိုရွေးတဲ့ပွဲဆိုရင်လည်းကျွန်တော်တို့ကြေးတန်းကိုဖောက်ထွက်ပြီးတော့ဒီပွဲကျွန်တော်1-1ကနေစကြည့်ပြီးတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ညီကိုတွေ sorry ပါအတန်သွင်းနေနဲ့မိုးရွာလာတဲ့အတွက်ကျွန်တော်အတန်ဗီဒီယိုနောက်ပိုင်းမှာတမျိုးဖြစ်သွားတယ်ပေါ့နော်ကဲအားလုံးပဲကိုလက်ပါကျွန်တော်တော့စပိန်နဲ့ပြင်သစ်ပွဲ6ပေါင်းအပေါ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်